ယခုဗီဒီယိုကတော့ပထမဗီဒီယိုထဲကမြေအိုးဝိညာဉ်မျိုးသမီးရဲ့နောက်ခံဇာတ်လမ်းကိုပြန်ပြောင်းပြောပြထားတာဖြစ်ပါတယ်။တစ်ချိန်ကသူမဟာလှပတဲ့အမည်နဲ့လူသားမျိုးသမီးတဦးဖြစ်ခဲ့ပြီးကျင်နာတတ်တဲ့ဆရာဝန်တဦးနဲ့ပျော်ရွှင်စွာလက်ထပ်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာသမီးလေးတဦးကိုလည်းမျှော်လင့်နေခဲ့ကြပြီးနာမည်ကိုယိုအားလို့ပေးဖို့စီစဉ်ထားခဲ့ပါတယ်။တဘာဝနဲ့ကောင်းတဲ့မြက်လေးတွေရဲ့အကူအညီနဲ့ငင်းကျဲတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ကြပါတယ်။သူမရဲ့ခင်ပွန်းဟာရွာမှာလူသိများလေးစားခံရတဲ့ဆရာဝန်တဦးဖြစ်ပြီးစေခန်းလေးတစ်ခုကိုဖွင့်လှစ်ထားပါတယ်။သူတို့ရဲ့ဘဝဟာပျော်ရွှင်တည်ငြိမ်ခဲ့ပေမဲ့အချို့လူတွေရဲ့မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့စောင့်ကြည့်ခြင်းကိုခံနေခဲ့ရပါတယ်။ဒီနေ့မှာတော့သူမရဲ့ခင်ပွန်းဟာမော်ဘန်းတစ်ပွင့်ကိုရှာဖွေဖို့တောင်ပေါ်ကိုတက်ခဲ့ပါတယ်။မမျှော်လင့်ပဲကျိုးပြတ်ကြပြီးတောင်ပေါ်ကနေပြုတ်ကျလာကွယ်လွန်သွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကွယ်လွန်ချိန်မှာသူမဟာနိမိတ်ဆိုးတစ်ခုကိုခံစားခဲ့ရပြီးမကြခင်မှာပဲတပိတ်ဖြစ်သူကနေတင်းဆိုးကိုကြားသိခဲ့ရပါတယ်။ဇာပနာခန်းနားမှာသူမဟာဝမ်းနည်းပူဆွေးခဲ့ရပြီးမွေးဖွားလာမဲ့ကလေးလေးနဲ့အတူအားကိုးရမယ်ဖြစ်ခဲ့ရပါတယ်။ရွာသားအချို့ရဲ့ကဲရဲ့ပြောဆိုမှုတွေနဲ့အတူအစောပိုင်းကမကောင်းတဲ့ရည်ရွယ်ချက်နဲ့စောင့်ကြည့်နေခဲ့တဲ့လူရဲ့ဆိုးဝါးတဲ့အပြုံးကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ညအချိန်မှာတော့သူမရဲ့အိမ်ကိုလူဆိုးသုံးဦးကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။သူမဟာမတေးရဘူးငိုင်းကလေးမတေးရဘူးလို့အော်ဟစ်ရင်းရေတွင်းထဲကိုပြုတ်ကျသွားခဲ့ပုံရပြီးဇလန်းကတော့ဒီမှာတင်ပြီးဆုံးသွားပါတယ်။